ဂုံလျှော်တူလောင်မှုကတ်သက်ချက်ကိုပြန်ရုပ်သိမ်းကြောင်းအိန္ဒိယအစိုးရကကြေညာလိုက်ပါတယ်။အိန္ဒိယနိုင်ငံအတွေ့အခုနှစ်မှာဂုံလျှော်စိုက်ပျိုးတဲ့မြေဧရိယာတွေစံချိန်တည်တူတက်လာတဲ့အတွက်ကိုလောက်ကြောကြာအောင်တည်ကျက်ထားခဲ့တဲ့ဂုံလျှော်ကုန်ကျန်းတူလောင်မှုထိချုပ်ရေးအမိန့်ကိုရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်းအိန္ဒိယဂုံလျှော်မဟာမင်းကြီးချုပ်ကထုတ်ပြန်လိုက်ပါတယ်။အခုလိုဆုတ်ပြတ်လိုက်တဲ့အတွက်2026-29ဂုံလျှော်ရာသီအစမှာကုတ်တဲတွေအိတ်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေနဲ့စက်ရုံတွေအပေါ်ချမှတ်ထားတဲ့တူလောင်မှုပမာဏကတ်သက်ချက်တွေအလုံးကနေကင်းလွတ်ခွင့်ရသွားကြပြီဖြစ်ပါတယ်။အရင်တုန်းကဆိုရင်ဂုံလျှော်ကုတ်တဲတွေကိုလက်ကျန်မရှိစေရစနစ်နဲ့တင်းတင်းကြပ်ကြပ်စောင့်ကြည့်ခဲ့တယ်လို့စက်ရုံတွေကိုလည်း45ရက်စာထက်ပို့ပြီးတော့ကုတ်ကျန်းတူလောက်ခွင့်မပေးပဲပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိအိန္ဒိယနိုင်ငံမှာဂုံလျှော်စိုက်ပျိုးမြေ9.8နှစ်သိန်းဟက်တာအထိရှိလာပြီးခဲ့တဲ့နှစ်နဲ့နိုင်ရှင်ရင်21%လောက်တိတသားမြင့်တက်လာတာလို့ဆိုပါတယ်။အဆိုပါပမာဏဟာမကြသေးခင်နှစ်တွေအတွင်းမှာတနစ်တာစိုက်ပျိုးမြေအမြင့်မားဆုံးတိုးတက်လာတာဖြစ်ပြီးအထူးသဖြင့်ဈေးကောက်ပြခဲ့တဲ့မူရှိဒါဘတ်နဲ့နာဒီယာခိုင်တွေမှာအများဆုံးတိုးချက်စိုက်ပျိုးခဲ့ကြတာပါ။ပြီးခဲ့တဲ့2025-26ရာသီတုန်းကတော့ဂုံလျှော်ကုတ်ကျန်းပြက်လက်ခဲ့တဲ့အတွက်ဈေးနှုန်းတွေက3ဆမကမြင့်တက်ခဲ့ပြီးဂုံလျှော်ကုတ်ကျန်းတကွေတဲကို19000ရူပီခတ်ထိစံချိန်တည်ဈေးနှုန်းပေါက်ခဲ့တဲ့အတွက်စက်ရုံတွေဘက်ကကုတ်ကျန်းရရှိဖို့ရုန်းကန်ခဲ့ရတယ်လို့ဆိုကြပါတယ်။အခုလက်ရှိမှာတော့လာမယ့်ဩဂုတ်လအတွက်ကျိုတေအရာအဝယ်ဈေးနှုန်းကိုအိန္ဒိယအစိုးရကသတ်မှတ်ပြီးနောက်မှာဈေးကွက်ထမဂုံလျှော်ကုတ်ကျန်းတကွေတဲကို11300မှ14300ရူပီအထိဈေးကျဆင်းသွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့အိန္ဒိယအစိုးရက2026-29ရာသီအတွက်ဂုံလျှော်အနှိမ့်ဆုံးသတ်မှတ်ဈေးကိုတကွေတဲ9925ရူပီသတ်မှတ်ပေးထားတာဖြစ်ပါတယ်။အခုလိုကတ်သက်ချက်တွေကိုရုပ်သိမ်းပေးလိုက်တာကြောင့်ကုတ်ကျန်းရှားပါလို့ခိတပိတ်ထားရတဲ့ဂုံလျှော်စက်ရုံတချို့ပြန်လည်ပတ်နိုင်တော့မှဖြစ်တယ်လို့ကုတ်တဲတွေအနေနဲ့လည်းမိမိတို့ကုတ်စီတွေကိုစိတ်ကြိုက်စုဆောင်းတူလောက်ခွင့်ရရှိသွားတော့မှဖြစ်ပါတယ်။ဒါပေမဲ့လည်းအစိုးရဘက်ကတော့ဈေးကွက်ထဲမှာကုန်စည်နှုန်းကစားတာမျိုးတွေမရှိစေဖို့အတွက်ဂျူးစမတ်အူလိုက်ပေါ်တဲ့စနစ်ကနေတဆင့်နေ့စဉ်ကုန်ဝယ်ယူမှုစီးရင်တွေကိုဖြစ်ဆွက်ခိုင်းတာလစီအစည်းခန်းစာတွေကိုလည်းပုံမှန်တင်ပြခိုင်းပြီးကုန်ကျန်းစီစီမှုအခြေအနေကိုအချိန်နဲ့တပြေးညီဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။